များလာပြီပေါ့နော်တနေ့နဲ့အလုပ်လဲတော်တော်ချုပ်တယ်ပေါ့နော်ဒါလေးကိုကျွန်တော်ကအားတော့မအားဘူးဒါပေမဲ့ကျွန်တော်တို့စပြီးတော့ကျွန်တော်တို့လိုပဲလေးလာနေတဲ့ညီကိုတွေကိုဘဟုတုတအနေနဲ့ပဲဖြစ်ဖြစ်လေးလာနေတဲ့ညီကိုတွေကိုလည်းတည်တည်ချာချာလေးသိရအောင်လို့ကျွန်တော်ကဒါလှုပ်ရှုပ်တဲ့ကြားကနေမှတမင်အချိန်ယူပြီးတော့ရတာပေါ့နော်ဒါဆိုရင်တကယ်ပြကျင်နေတော့ရတာပေါ့နော်တကယ်ဆိုရင်ကျွန်တော်တို့မှာဘိန်းနေတော်တော်များတယ်ပေါ့နော်လူတွေလည်းလောက်တော့မလောက်ဘူးပေါ့နော်ဒါဆိုရင်ရှူတက်တာပေါ့နော်ရှူတက်တာကတော့ဒါလေးကတော့တယောက်တည်းတက်စင်ပုံလေးကိုပြတာပေါ့နော်ဒါပုံစံဒီမှာဆိုရင်လည်းအတီးနဲ့တည်တည်ချာချာလေးတိတ်ပြီးတော့ရိုင်းတော့မကြဘူးပေါ့နော်ပုံမှန်လေးပဲကြတာပဲဒါ6လုံးသီးတွေ6လုံးသီးကိုလည်းထည့်ရင်လည်းတစ်ဖက်သက်ပဲထည့်ပေါ့နော်တစ်ဖက်သက်အပိတ်ဘက်ကထားမှဆိုရင်လည်းအပိတ်ကိုပဲထည့်တာပေါ့နော်ဒီမှာဆိုတခြားပြပေါ့နော်လက်နေတဲ့အကြောင်းလေးကဟိုဘက်မျက်နှာပြင်မှာထားပေါ့နော်အဲ့တိုင်းလေးပဲတက်သွားတာပေါ့နော်ကိုယ်တင်ဂီတာလေးနဲ့ကိုပေါ့နော်ဒါရှူထည့်ရပေါ့နော်တချို့ကြောင့်လည်းအဲ့လိုထည့်ကြတယ်ပေါ့နော်ဒါကျွန်တော်ပြန်ပြမှာပဲဖြစ်ပါတယ်ဒါလေးကိုပြန်ပြအောင်ပေါ့နော်ဒီမှာသူထည့်ရဆိုဒါဆိုတော်တော်အဆင်မပြေဘူးပေါ့နော်အားကြောင့်မလို့ဒီမှာကျွန်တော်ကနေပြန်ပြီးတော့အကိုဆရာလောက်တာတော့မဟုတ်ဘူးနော်ဒါလွယ်ကူရိုးရှင်းနေဆိုတဲ့အကြောင်းလေးပြအောင်နော်ဒါတည်တည်ချာချာလေးပေါ့နော်ဒါလေးကိုရှူးလေးကိုမပြီးလှည့်ပြီးတော့မှပတားလေးကိုဖြည်းဖြည်းချင်းလေးပြန်ထည့်လိုက်အောင်ဒါဆိုရင်တက်တောင်တက်တာနဲ့ပဲထည့်လို့အဆင်ပြေပေါ့နော်ဒါဆိုရင်အဆင်ပြေပေါ့နော်ဒါအကိုကျွန်တော်နောက်တစ်ခါပြန်လုပ်ခိုင်းမှာဖြစ်ပါတယ်အဆင်ပြေပါတယ်ပေါ့နော်ဒါဆရာလောက်တာလည်းမဟုတ်ဘူးကျွန်တော်တို့လိုပဲအခုမှစပြီးလေးလာနေနေကိုလည်းကျွန်တော်လည်းစပြီးရောက်တော့ဆိုဒါဆို6ကြီးနဲ့ကန်တက်တာပေါ့နော်ဘလို့မှမတန်နိုင်သူ့ရဲ့နီးစနစ်ကိုမသိတော့ပေါ့နော်သူ့ရဲ့အထာပေါ့ဗျာပြောချင်တာဆိုတော့အထာမသိတော့တက်ရတာအဆင်မပြေဘူးပေါ့နော်အားကြောင့်လို့ကျွန်တော်ဒီမှာအကိုပြရတော့အကိုကအဆင်ပြေပေါ့နော်သူကတေးသေးချာချာလေးဒီမှာလုတ်ပြရပါတော့တေးသေးလေးပတားဝင်သွားပြီပေါ့နော်ဒါဆိုရင်ညညညောင်းနဲ့တက်တောင့်တက်တာလည်းရှိရအဆင်လည်းပြေရပေါ့နော်ဒီကောင်ဆိုတော်တော်လေးကိုအဆင်ပြေပါဒါဆိုရင်တက်လို့ရပြီပေါ့နော်ဒီမှာကျွန်တော်ဒါကြော်လိုက်တယ်ပေါ့နော်ရှူးလည်းတက်ပြီး6လုံးမောလည်းတက်ပြီးသွားပြီဆိုတော့ကမ္ဘာရှူးအုပ်ပြီးကျွန်တော်စလောင်းကတော့မရသေးတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်နှိုးပြတာတော့မပြတော့ပါဘူးဒါပါပဲကမ္ဘာပိုင်းမှာကနေအချိန်10-20လောက်မှာကီလို10-20လောက်မှာတွန်းလာတော့တွန်းထုံနေတယ်လို့မျိုးဖြစ်တယ်ဆိုရင်ဒီအပိုင်းလေးကိုစစ်ဆေးရတယ်ဆိုတော့ဒီကိုလေးတိအောင်တင်ပြပေးရခြင်းဖြစ်ပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်